ဒီတက်လက်လုံးရွက်ကantioxidant တွေရမ်းများတယ်။သပင်ဆန္ဒအတွက်စကင်အတွက်ပေါ့နော်အကျိုးပြုတဲ့အရာတွေအများကြီးရှိတယ်။သို့တော့သုံးတတ်ရင်တော့ဆေးဖြစ်ပါတယ်။သူအချောက်ခံပြီးတော့အမှုန်ထားပေါ့နော်ပြီးလို့ရှိရင်အုံးစီတွေနဲ့စိန်သုံးလဲရတယ်။ဒီတိုင်းလေးအုံးစီစစ်စစ်နဲ့ကြော်ပြီးသုံးလဲရတယ်ပေါ့နော်။မီးကတော့အရင်ပြင်းလို့မရပါဘူးရှင်။ကျမခြံရဲ့ခြံထွက်ထုတ်ကုန်လေးတွေပါထောလက်ပတ်ရွက်ဖြစ်ပါတယ်မိတ်ဆွေတို့ထောလက်ပတ်ရွက်ရှိတယ်ဆိုလို့ရှိရင်အုံးဒီစစ်စစ်လေးနဲ့ဒီထောလက်ပတ်ကိုအချောက်ခံပြီးလိမ့်ရတယ်ဒါလိုမှမဟုတ်ရင်လေအုံးဒီစစ်စစ်ကိုမီးနွန်းနွန်းလေးနဲ့ဒီရွက်လေးကိုထည့်ကြောပါစိတ်ရှိလက်ရှိတော့ကြောပေးပါဒီရွက်လေးတွေနွမ်းပြီးကျွတ်သွားပြီဆိုလို့ရှိရင်အိုးချပြီးလို့ရှိရင်အစီအကြီးကိုလိမ့်ပါသပင်ဆန္ဒအတွက်အရန်ကောင်းပါတယ်ထောလက်ပတ်ရွက်တွေပါမိုးရင်းဆိုလို့ရှိရင်အဖြစ်များပါတယ်ပို့ပြီးတော့လည်းတန်ပါတယ်ဒါကကြတော့ organic စစ်စစ်ပါဘာဆေးမှမဖြန်းထားတဲ့ organic စစ်စစ်ပါ A3 plus ထဲမှာတော့အရင်ကဒါမပါမဖြစ်ထည့်ထားတဲ့ကုန်ကျန်းတစ်မျိုးဖြစ်ပါတယ်ဒီရွက်ရဲ့တထုရည်ကိုပဲသုံးလို့လည်းရတယ်ဒါမှမဟုတ်ရဲ့တထုရည်တွေကိုပဲအုံးစီတွေနဲ့ရောပြီးတော့သုံးလို့လည်းရတယ်အမျိုးမျိုးကိုယ့်ရဲ့အိမ်မှာပေါ့နော် homemade ပုံစံမျိုးသုံးကြည့်လို့ရပါတယ်ဆေးဘက်ဝင်ဖြစ်ပါတယ်ရှင်ကျေးဇူးပါ